မင်္ဂလာပါမူလာတန်းကလေးတွေကို visual aid ကိုအသုံးပြုပြီးတော့သင်တဲ့နေ့ဒုတိယဗီဒီယိုလေးကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ part 2 ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်လည်းကျမတို့ဒီ questioning strategy ကိုထပ်ထည့်ပြီးတော့3ရက်နဲ့အဆင့်3ဆင့်ကိုထပ်ထည့်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ပထမအဆုံးသင်ပေးမယ့်အဆင့်ကကြတော့ကျမတို့ဒီခုနကပထမဗီဒီယိုအရှိမမိတ်ဆက်ပြီးတော့သင်ပေးခဲ့တဲ့ဒီစကားလုံးလေးတွေပေါ့နော်အဲ့ဒီစကားလုံးလေးတွေအဲ့ဒီပစ္စည်းလေးတွေပေါ့ပစ္စည်းလေးတွေကိုကျမတို့ဒီ site အရွယ်အစားကိုမေးမြန်းပြီးတော့သင်ပေးမှာဖြစ်ပါတယ်ခုဒါဆိုရင်ပထမဗီဒီယိုရဲ့နဲ့ပို့ပြီးတော့ကျမအခြေဆက်မိသွားအောင်ဆိုလို့ရှိရင်ဒီ potato နဲ့ tomato နဲ့ဒီနှစ်ခုကိုပဲကျမအသုံးပြုပြီးတော့မျှဝေပေးသွားပါမယ်အဲ့တော့ site လေးဆိုလို့ရှိရင်ကျမတို့ question လေးစပြီးတော့မေးမယ် is it big or small ဒါဆိုရင်အဲ့တော့ကလေးတွေကဒီအဆင့်ကိုသင်ပြီဆိုတဲ့အခါကျလို့ရှိရင်ဒီပစ္စည်းလေးတွေကိုကလေးတွေကိုလက်တွေ့ကင်တွယ်ပြီးတော့ဒီထိတွေ့စေရမှာဖြစ်ပါတယ်အဲ့ဒါမှသူတို့ကင်ကြည့်တဲ့အခါမှာသူတို့စိတ်ထဲမှာပေါ့နော်ဒါကိုပို့ပြီးတော့စတင်နေရတယ်ဆိုတဲ့ခံစားချက်ကြီးကိုလုံးလုံးပျောက်သွားပြီးတဲ့အခါကျတော့လက်တွေ့ကဘာကြီးနဲ့ထိတွေ့နေရတဲ့ပုံစံပဲအပြင်မှာလည်းသူတို့ potato လို့ပြောလိုက်လို့ရှိရင်ဒီအလုံးကြီးကိုမြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒါကိုလက်တွေ့ကင်တွယ်ပြီးတော့မှသူတို့ကိုဒါစမ်းသပ်ကင်တွယ်စီခြင်းအပြင်အပြင်မှာဆိုလို့ရှိရင်ကျမတို့ဒီမျိုးကြောင့်တော့မှသူတို့မိဘတွေကိုကူညီတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဈေးမှာတွေ့လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီ potato လို့မြင်လိုက်တာနဲ့တင်ထားတဲ့အချိတ်ဆက်တွေအကုန်လုံး auto ထွက်လာပြီးလက်တွေ့ပြန်အသုံးပြုရတဲ့အဆင့်ကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ဒီ real object တွေဒီပစ္စည်းအစစ်တွေကိုလက်တွေ့ပြပြီးတော့ visual အနေနဲ့သင်တဲ့အားသာချက်တစ်ခုကတော့ဒါပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအခုဒီ part 2 video မှာပေါ့နော်ဒီလိုမှာကျွန်မအခုဒီ questioning strategy ကိုသုံးပြီးတော့3ဆင့်မေးခွန်း3ဆင့်သင်ပြမယ့်ပုံစံကလည်းဒီ visual aid ကိုအသုံးပြုပြီးသင်မှသာလေအဲ့ဒီမေးခွန်း3ခုလုံးထည့်တာကပို့ပြီးတော့ထိရောက်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးကိုမျှဝေပေးပါမယ် is it big or small ဒါဆိုခရီးကကြိုင်ကြည့်မယ် is bigဒီဗီဒီယိုထဲမှာတော့အာလူးလေးကအကြီးကြီးမို့လို့ပေါ့နော်တကယ်လို့ကျွန်တော်တင်တဲ့ပုံစံနဲ့ပစ္စည်းအသေးလေးဆိုလို့ရှိရင်သေးတယ်ဆိုလို့ရှိရင် is small လို့ထွက်လာမယ် is it big or small ဒါဆိုရင်ကျွန်တော်တို့ပထမချက်ပြီးတော့မေးရမယ်မေးခွန်းလေးကကြတော့ is it big or small ကလေးတွေကကြိုင်ကြည့်မယ် is big အဲ့တော့ဒါလေးဆိုလို့ရှိရင်နော်ဒါလေးဆိုလို့ရှိရင် is it big or smallဒါဆိုရင်တို့စိတ်ထဲမှာကြီးတယ်လို့ထင်ရင် it is big လို့ဖြေလိုက်မယ်အဲ့တော့ခင်းကျင်တွေကသူ့ထက်ကိုသေးတဲ့အလုံးလေးတွေလည်းရှိတာဖြစ်တဲ့အတွက်တေးတော်လေးပစ္စည်းတေးလေးဥပမာထားလိုက်ပါတော့ကျွန်မဒီဘန်ထဲမှာယူထားတဲ့ပစ္စည်းဆိုလို့ရှိရင်ကျွန်မ line ပေါ့နော်ဒါဗီဒီယိုအရန်ရှင်းပါဆိုလို့အရှင်းဗီဒီယိုမှာအရန်ရှင်းပါဆိုလို့ကျွန်မကဒီဘန်ထဲမှာထည့်ထားတဲ့ပစ္စည်းတွေအကုန်လုံးကိုအသေးစိတ်မပြောပြခဲ့တာပေါ့ဒီမှာတော့ site ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကပထမဗီဒီယိုမှာတော့ line ဆိုတာကိုထည့်မပြောပြခဲ့ဘူးဒါပေမဲ့ဒီမှာတော့ကျွန်မက site ကိုပြောပြခြင်းတဲ့အနေနဲ့ပြောပြပါမယ်အဲ့တော့ဒီမှာက line ပေါ့နော်တမယာသီးလေးဆိုရင်သေးလေးပေါ့တမယာသီးလေးသေးလေးဆိုလို့ရှိရင် is it big or small ဆိုရင်ဒါ is small လို့ကလေးကပြောပဲIs it big or small? Is big. Is it big or small? Is big. Is it big or small? Is small. ဒါဆိုရင်အဲ့တော့ပထမထပ်ချက်ပြီးသင်ပေးရမယ့်မေးခွန်းလေးကကြတော့ဒီ site အရွယ်အစားလေးပဲဖြစ်ပါတယ် Is it big or small? ဒါလေးကိုကျမတို့သင်တဲ့ဆရာမကလည်းမေးခွန်းတွေကို auto ထွက်နေအောင်လေ့ကျင့်ထားဖို့လိုပါတယ်နော်ဒီတစ်ဆက်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကျွန်တော်ခန်းစားချက်လေးကိုသင်ပေးတော့မယ်။ဘာလို့ဆိုသူတို့ကိုယ်တိုင်ကဒီပစ္စည်းလေးတွေကိုတကယ်လက်တွေ့ထိတွေ့ကင်တွယ်ပြီးတော့ဒီသင်ပေးနေတဲ့အချိန်မှာမှဒီမေးခွန်းကိုထည့်မေးလို့ရတယ်။အဲ့ဒါလေးကဘာလဲဆို How does it feel? ဘယ်လိုခံစားရလဲ How does it feel? Is it rough ကျန်းလားကျန်းတန်းဖြစ်လား Is it rough? ဒါဆိုရင်တို့ဒီ potato ကိုကင်ကြည့်တော့မယ်တေချာလေး Is it rough?ကျန်းလားဆိုတော့ဟုတ်တယ်လေဒီမှာအဖုအထက်တင်နေကျန်းတာပေါ့ဒါဆိုရင် is rough လို့ဖြေလိုက်မယ်ဒါဆိုရင်နောက်တစ်ခုဒီ tomato လို့တင်တဲ့အခါမှာဆိုလို့ရှိရင်တို့လက်ထက်မှာကင်တွယ်နေရင်းနဲ့ပဲ how does it feel is it smooth ဒါဆိုဒါလေးချောချောမွေ့မွေ့ဖြစ်ရလား is it smooth ဒါဆိုဒါလေးကပြုတ်စစ်စစ်เนาะအဲ့တော့ဒီသူ့ရဲ့မျက်နှာပြင်ကလည်းချောချောမွေ့မွေ့လေးနဲ့ပြော့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နူးညံ့တဲ့အထီးတွေ့ကိုရတယ်အဲ့ဒီခါမှာကလေးတွေက is smooth စသဖြင့်မျိုးလေးဖြေလိုက်မယ် how does it feel is it rough is rough. How does it feel? Is it smooth? Is smooth. နော်တခုချင်းစီခွဲမေးလို့လည်းရတယ်ဒါမှမဟုတ်မေးခွန်းမေးတဲ့အခါမှာ how does it feel? Is it rough or smooth? How does it feel? Is it rough or smooth? စသဖြင့်ဒီလိုမျိုးလေးမေးလိုက်ရတယ်ဒါဆိုဒုတိယအဆင့်မှာ feeling လေးကိုမေးလိုက်ခြင်းအပြင်သူတို့လက်ထက်မှာတကယ်လက်တွေ့ကင်တွယ်ရတဲ့ပစ္စည်းလေးတွေရဲ့မျက်နှာပြင်ကျန်းတာလားချောတာလားဆိုတဲ့ခံစားချက်အဲ့ခါမှာကျမတို့ beyond teaching ဖြစ်သွားပြီစာသင်တာထက်ကိုကျော်လွန်သွားပြီစာသင်နေတာမဟုတ်တော့စိတ်ခံစားချက်ကိုပါတခါတည်းဒီမှာစကားလုံးတွေကို listening speaking ချိတ်ဆက်သင်နေရင်းနဲ့တခါတည်းလက်တွေ့စမ်းသပ်မှု practical ပါတခါတည်းကိုထည့်ပြီးတော့ပြောလိုက်ပြီချဲ့ပြီးတော့သင်လိုက်ပြီဒါက visual ရဲ့သင်ကြားတဲ့လုံးဝကိုအရန်ကိုမှပဲထိရောက်တယ်ဘလို့မှကိုဖော်မပြနိုင်တဲ့အင်မတန်မှအကျိုးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်เนาะဒါဆိုရင်ကျမတို့ဒီအဆင့်လေးမှာ how does it feel is it rough or smooth စသဖြင့်အဲ့အဆင့်လေးကိုသင်ပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်ခုနကကျမတို့သင်တဲ့ပစ္စည်းလေးတွေပဲတခါပြန်စုထားပြီးတော့မှကျမတို့ဘာမေးတော့မလဲဆိုရင် do you like it မင်းအဲ့ဒါကိုကြိုက်ရလား do you like it do you like potato do you like
tomato စသဖြင့်အဲ့လိုမေးလဲရတယ်do you like it အဲ့လိုမျိုးကလေးကိုဒီဘာလို့ဆိုဒီ question answer style တွေကသူတို့ကိုယ်တိုင်လည်းကလေးအချင်းချင်းပြန်လေ့ကျင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မေးခွန်းထောက်မနေအောင်ကျမတို့စီစဉ်ပေးဖို့လိုတယ်မေးခွန်းထောက်နေကလေးကဒီမေးခွန်းအာရုံစိုက်တာနဲ့ဘာဖြစ်ရမှမသိတော့ဒါကကျမတို့ listening speaking ချင်းဆက်လို့တင်လို့တင်မှမသိအောင်ဘာသာစကားနဲ့တကယ်တမ်းတင်လို့တင်မှမသိအောင်ကိုတင်နေတာပေါ့နော်အဲ့ခါမှာကလေးကလည်း English လို့ auto ပြောဖို့ attempt လုပ်နေမှာကျမတို့ပြောတာကိုသူတို့ imitate လုပ်မယ်လိုက်ပြီးတော့အတူယူမယ်သူတို့ကိုယ်တိုင်ကစူးစမ်းပြီး is ပြောဖို့တော့စူးစမ်းနေတဲ့အချိန်မှာမိကုန်းတွေအလွယ်ဆုံးဖြစ်အောင်ကျမတို့ဖန်တီးပေးဖို့လိုတယ်ဒါကြောင့်ကျမတို့ IDF ကိုပဲများများသုံးတာဖြစ်ပါတယ်ဒီထက်ကလေးကပို level မြင့်လာတဲ့အခါမှာနော်အဲ့တော့ဒီပစ္စည်းကို do you like it လို့ပြောပြနေ do you like the potato do you like the tomato do you like lime do you like ဆိုပြီးတော့အနောက်မှာကိုတင်တဲ့ပစ္စည်းတွေအကုန်လုံးကိုနာမည်ပါထည့်လို့ရတယ်အခုတော့ listening speaking ကိုစတင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ခလေးကိုရှုပ်အောင်မလုပ်ပါနဲ့အောင်နော် do you like it yes I do do you like it no I don't ကြိုက်တယ်ဆိုရင် yes I do မကြိုက်ရင် no I don't yes I do နဲ့ no I don't ပဲဒါလေးပဲနောက်ဆုံးအဆင့်မှာတင်မယ် do you like it yes I do do you like it yes I do အဲ့တော့ဒီဟာကိုကြိုက်တဲ့ကလေးကလည်းtomato ကိုကြိုက်တဲ့ကလေးကလည်း do you like it ဆို yes I do လို့ပြောလိမ့်မယ်အဲ့ဒီနေရာမှာကလေးတွေရဲ့တကယ်ခံစားချက်အစစ်အမှန်ကိုပဲကျမတို့တင်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စာအုပ်ထဲမှာပါနေလို့တာမေးခွန်းကြီးကိုဖြေရတယ်ကြိုက်မကြိုက်အထိအဖြေပုံစံဝင်အောင်လုပ်ရတယ်ဆိုတော့ဒီတင်တဲ့အဲ့ဒီပုံစံကနေလို့ကျမတို့ဒီ traditional teaching style ကအပြင်ကိုထွက်သွားတဲ့ခါမှာသူတို့ရဲ့တကယ် real feeling တွေကိုပြောခွင့်ရပါတယ်အဲ့ဒါကြောင့်ကျွန်တော် beyond teaching လို့ပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ကြိုက်တဲ့ဟာဆိုလို့ရှိရင် yes I do မကြိုက်တာဆိုရင် no I don't do you like lime no I don't do you like potato yes I do စသဖြင့် yes I do no I don't နဲ့ do you like ဆိုတဲ့မေးခွန်းလေးနဲ့ကျမတို့တင်တာလေးကိုအဆုံးသတ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုကျမ visual aid နဲ့ချက်ထွင်ပြီးတော့ questioning strategy ကိုသုံးပြီးတော့ဆက်တင်ပေးလို့ရတယ်အဲ့တော့ဒီမေးခွန်းပုံစံလေးတွေကိုကျမဒီဗီဒီယိုမှာဒုတိယပိုင်းဖြစ်နေမျှဝေပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တင်ကြားရေးမှာလည်းပျော်ရွှင်မှုအပြည့်ရပြီးတော့တင်တဲ့ဆရာမတွေလည်းပျော်ရွှင်မှုအပြည့်ရပြီးတော့ကလေးတွေလည်းထိရောက်တဲ့တင်ကြားအနေနဲ့စတက်ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ် part 3 ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ် bye bye